နာလာကြည့်တယ်အင်္ဂုလိန်စိန်စသစ္စကံနန္ဒောပနန္ဒဗြဟ္မိစဇယောဟောတုတတောမရှံဘောဇာတကယ်တရားတော်နဲ့ပစုံလာရင်ဒီမှာရပယလောင်းတော်ကလာတော်ကိုလူကောင်းလာနေရန္ဒရာမြေကအင်းရဲ့ဥယျာဉ်တွင်နေခါတက်နေတော်မူလာဒုရိယမောင်စေလူတော်မျက်စိစုပ်လူတော်မပါလို့ကလေးလည်းမလို့တိတ်ဆောင်ယူဘုရားမဖြစ်တရားကင်ပလင်ငါမပါတော့ကောလာတကရဲ့103ခုနှစ်ကဆုံလာပြည့်နေ့ဖြစ်ပါတယ်တရားလုံးတော်မှာသူဇာတာသူတို့သမီးကလူအပ်တဲ့ကနာနှုတ်ဆုံးကိုပုံပေးပြီးနေရန္ဒရာမြစ်ကမ်းရဲ့အင်းကြီးတာယာတဲ့အင်းကြီးဥယျာဉ်မှာနေ့အခါတန့်စင်နေထိုင်တော်မူပြီးညနေကျမ်းမှာတော့ဘောရီပင်ကိုကြွမြန်းတော်မူလို့ဒုရိယမောင်စင်ရဲ့မျက်စိစုပ်ကိုအထူးခံတော်မူပြီးတရားမဖြစ်သမျှငါမထတော့အောင်လို့အဋ္ဌံပြုလို့ဖြက်ဝဲဖွဲ့ခွေနေထိုင်တော်မူရမှာဇမတရားနတ်အများတို့ဟာဘုရားဘုရားရှင်ထံဥခိုက်ရောက်ရှိနေကြတဲ့အချိန်ဖြစ်ပါတယ်။ဘောချေရာမနမင်းသိမြင်လေးရာဤတော်ဘုရားရှင်ကိုတတ်တော်သူဟာဤမင်္ဂလာတော်လုံးကြည်ရှင်တော်စီလိုလားလေယုံတောင်းစပေါ်ယုံလက်လက်တွေသူဖိတ်ဆွဲတာရပရာတော်သူပလင်လူရံမိတာပြေကျော်တော်တွေထိနေညာစကြဝဠာတဲ့အာသာအဝတ်ပြောင်းတက်လျံတာသူကလည်းကောင်းကြည့်နေအောင်ပြောလက်သက်ရဲ့ကံများညမှုတော်ရီမယူတော်မြတ်တာဘုရားတုံးလုံးမရှိလေတာမနရဲ့ရံကင်းဒီဖရဲ့အောင်ရဲ့ပထမပါအဲ့ဒီလိုနေတိုင်တော်မူကိုမြင်ရလို့ဧကမုတ်ချတရားဖြစ်တော်မှာပဲလို့သိတဲ့မနတ်မင်းဟာနတ်စစ်တီတွေကိုတတ်မတော်ကြီးဖန်တီးလိုက်ပါတယ်အဲ့ဒီနတ်စစ်တီတတ်မတော်ကြီးဟာဆိုရင်ရှေ့ကဆက်နှစ်ယူဇနာလက်ဝဲလက်ရာဆက်နှစ်ယူဇနာသည်အထက်9ယူဇနာနဲ့နောက်မှနတ်စစ်တီများဟာစัจ java လာတိုင်းကြည့်အောင်ဖြစ်ပါတယ်နတ်စစ်တီတတ်မတော်ကြီးကိုလက်နဲ့မျိုးစုံကိုင်းဆောင်စေပြီးမနတ်ကိုယ်တိုင်ကတောင်းလောက်ကြီးတဲ့ဂိရိမေခလာစင်ကြီးကိုစီးလို့သူ့ကိုယ်မှလည်းလက်ယုံလုံးတစ်ထောင်ဖန်ဆင်းပြီးလက်နဲ့မျိုးစုံကိုင်းထားပါတယ်မနတ်စစ်တီတွေရဲ့ကြွေးကြော်သံကြီးများဟာဆိုရင်ဟေးလာရတော့သိတ္တတော်ဆန်းရတော့သိတ္တတော်ပြည့်ပြည့်တိုက်ကြမလီမောကဟောဆုံးပြကြသိတ္တတော်မကြောက်ကြလေတိုက်ကြ
ကြွေးကြော်သံတွေဟာယူဇနာတစ်ထောင်ကတောင်ကြားရပါတယ်။ကြားမင်းတောင်ဖိမ့်တုံကြောက်လန့်ပြီးထွက်ပြေးသွားခဲ့ရပါတယ်။ဘုရားဖရာရဲ့သာသနာပြုလုပ်ငန်းမအောင်မြင်အောင်တိုက်ခိုက်ကြပေမဲ့မဟာဗိယုနာတော်ရှင်မြတ်ဖရာကတော့တပါးနဲ့မတုံ့လှုပ်ပဲမေတ္တာတရားကိုသာပွားများပြီးနေတဲ့အခါမှာမနတ်ရဲ့စစ်လက်နဲ့တွေဟာအရာမရောက်ပဲရှိနေပါတော့တယ်။မြတ်ဖရာကမိမိရဲ့ကုသိုလ်ပါရမီကိုသာအကာအကွယ်ပြုလို့မနတ်ကိုခုလိုမြတ်ဆိုပါတယ်။မနတ်ငါသည်ဝိနည်းတတ္တဝါအပေါင်းတို့ကိုဘုနာတေဝေဆုံးကြီးတို့မှကဲ့တင်မည်။ဤသို့ကဲ့တင်နိုင်အောင်သဗ္ဗညုတဉာဏ်ကိုရအောင်လုပ်ခြင်းဖြစ်သည်။ငါပါရမီကိုဖြိုမရပါ။ငါပါရမီကုသိုလ်တို့ကိုသင်မယုံလျင်တက်တည်ပြုမည်ဆိုပြီး2,400,000အထုရှိတဲ့မဟာပထဝီမြေကြီးကိုတက်တည်ပြုလိုက်ပါတယ်။အဲဒီအခါမှာမဟာပထဝီမြေကြီးဟာအိုးရင်းစက်ကဲ့သို့တွတ်ခါလာပြီးပြင်းထန်ဆူးရှာတဲ့အတန်ကြီးတွေမြည်ကြီးလာပြီးတော့စัจ java လာတစ်ခုလုံးပဲ့ရင်ရိတ်ခတ်သွားပါတော့တယ်ရှင်။ဒီကမှာမနက်နဲ့တကွစစ်တီတွေအားလုံးထွက်ပြေးကြလို့ဘုရားဘုရားရှင်ရဲ့မဟာဗိညာတော်နဲ့မနတ်ကိုအောင်ပွဲဆင်နိုင်ခြင်းဖြစ်ပါတော့တယ်ရှင်။တော်စုငါဤရိမိခလာတောင်းလို့ကြီးရှင်တော်စီလို့သာလက်ရတောင်းစကူအယုံလက်နဲ့တွေသူခိုင်ဆွဲမြတ်မယားကိုသူ့ကလင်လူပြန်လေတာကြွေးကြော်လာတွေသိမ့်နေညာစัจ java လာတဲ့အာသာဘဝတရားဖြစ်လျံတာမန္တရဲ့ရံကင်းဒီတည်းအောင်ရဲ့ပထမပါဘုရားဘုရားသခင်လေးအာလဝီပြည်တို့ညံကြွတော်မူလားအာလဝကနဝလူတွေ့ရည်ရတာမေတ္တာရှင်မအာလဝီပြည်ကိုနီရောင်မင်းကြီးမှာနဘလူဘုံဗိမာန်ကြီးရာမြတ်ဘုရားကြွရင်တွင်အာလဝကနဘလူဒီမောကမနတ်တွင်စင်လာမလီခရီးဝေးစီဝေးနေလေရာအာလဝကဗိမာန်တွင်ကြွားလောင်းဝင်ကယရနာပလင်းလက်ပေါ်သရင်သုံးတော်မူရာအာလဝကဗိမာန်တွင်ကြွားလောင်းဝင်ကယရနာပလင်းလက်ပေါ်သရင်သုံးတော်မူရာကျွေးစေရန်ဤဝေမြူတော်ရာသူတွေ့တလားဘုညောဒီညိုဘလူကျွေရအပေါင်းတွေမှာဘုရားမြတ်စွာဟောကြားမြတ်တရားကောင်းကြီးအောပြီးလို့နာကြားရာဂတော်ဘာမောကိအမောင်လင်းဆောင်ရာကျမတို့ရဲ့ဗုဒ္ဓမြတ်ဖျားသာဝတိမြို့မှာ
36မိန်းကျော်ဝေးတဲ့အာလဝီပြည်ကအာလာဝကနဗလူကိုချွတ်ရန်အတွက်ကြွမြန်းတော်မူခဲ့ပါတယ်အာလဝီပြည်အနီးတကားလောက်ခံဝေးတဲ့အရက်မှရှိတဲ့ညောင်မင်းကြီးတစ်ပင်မှာအာလာဝကနဗလူရဲ့ဘုံဗိမာန်ရှိပါတယ်ဘုရားကြွရောက်တဲ့အချိန်မှဆိုရင်အာလာဝကနဗလူကြီးဟာဒီမောဒနတ်တွေအစည်းအဝေးတက်ရောက်နေခြင်းဖြစ်လို့ဘုရားရှင်ဟာဘုံဗိမာန်အတွင်းဝင်ပြီးအာလာဝကထိုင်တဲ့ယရနာပလင်တဲ့ပေါ်မှာသတင်းသုံးတော်မူလို့ဆွေရောဆင်းရှိတဲ့ရောင်ကြီးတော်တွေတဝင်းဝင်းတစ်လျက်လျက်ခွင့်မြူးတော်မူနေလို့အာလာဝကရဲ့မောင်မချွေရန်ပေါင်းမှာဖျားကိုရှ िख ိုးဝိုင်းရံနေကြပါတယ်ကြီးညိုဝဲကောင်းတဲ့ဗုဒ္ဓရဲ့အသေးတော်ကိုဖူးမြော်ကြရင်တရားတော်ကိုနာယူကြရပါတယ်ຢာကဒေါသမောဟအမှောင်တို့နဲ့အပင်လုံးဖုံးအုပ်ညစ်သေးခဲ့တဲ့အာလာဝကရဲ့ဗိမာန်ကိုဗုဒ္ဓရဲ့သေတော်ဗုဒ္ဓရဲ့ကာယနာပြောဝဲကောင်းတဲ့ဓမ္မတန်မောင်မကောင်းလို့ရဲ့ကြီးမဆုံးပီတိဖုံးတဲ့ကောင်းကြီးဩဃာတန်တို့ဟာစေကြောတန့်ဆင်လိုက်တယ်လို့အတိုင်းမသိတော့အသေးကိုဆောင်းပြီးဗိမာန်ကြီးဟာဝင့်ကျော်ထဲဝါသွားပါတော့တယ်အဲ့ဒီအချိန်မှာအာလာဝကနဗလူကြီးရောက်လာလို့ရမ်းမုံကြီးကြဒေါသကြီးစွာနဲ့ဝဲဝီငါဤဝဲမြူလက်နဲ့မျိုးတော်ဖြင့်ပြစ်ခတ်လိုက်မယ်မရလာလုံးတော့မြဲရဟဲ့အဲ့ဒီလိုလက်နဲ့ပေါင်းစုံနဲ့အာလာဝကဘလူးကပြစ်ခတ်တိုက်ခိုက်ပြီးမဲ့ညီသူတို့တရားမှအန္တရာယ်မဖြစ်ပါစေသတည်းလို့ဘုရားကအဋ္ဌံပြုလို့အန္တရာယ်မဖြစ်ကြပါဘူးရှင်ဒီအခါအာလာဝကဘလူးကကိုယဟန်အပြင်ထွက်လို့သုံးချိန်သုံးကမိန့်ပေးတဲ့အခါမှာဘုရားကထွက်ပြပေမဲ့ဘုရားကိုတစုံတရာအန္တရာယ်မပြုနိုင်ခဲ့ပါဘူးအာလာဝကရဲ့အလိုကိုလိုက်အကြိုက်ကိုဆောင်ပြီးမဟာဂယုဏမေတ္တာတော်ရှင်မြတ်ဘုရားကစိတ်ဓာတ်ကိုနူးညံ့အောင်ဓမ္မကြော့ကွင်းလေးကိုတင်သွင်းလိုက်ပါတယ်အာလာဝကမေးတဲ့ပု္ပ္ပာတွေကိုလည်းဖြေချပြီးသိုးရတဲ့အာလာဝကကိုနူးညံ့ကောင်းမွန်သူတယောက်အဖြစ်ခံယူစေခဲ့ပါတော့တယ်တစ်ချိန်ကအာလာဝကထောင်ကိုဘယင်ကပွဲတော်တအုပ်အကျဉ်းသားတယောက်ပို့ဆက်ရပြီးအကျဉ်းသားရောကလေးပါရှာမရတဲ့အခါမှာမိမိရဲ့သားကိုပင်မိဖုရားရဲ့လက်ကအတင်းလူယူပြီးပို့ဆက်ရတဲ့အထိကြုံခဲ့ရရှာတဲ့ဘယင်မှာလဲခုတော့လိမ္မာရင်ကြီးသွားပြီဖြစ်တဲ့အာလာဝကထံပို့ဆက်ဖို့တာဝန်ကြီးလဲအင်းငိမ့်သွားရပါပြီစိတ်ရွှေမစင်ပဲအင်းကြီးဆင်ထားတဲ့သူတို့ရဲ့အလှဟာတဘာဝကြလာပါပြီခန့်ညာတီကြီးလှပါပြီတော့တယ်ရှင်ဒေါသမန်ပြင်းအာလာဘဘလူမေ
လိုက်လို့သာဘုရားကြွလာတဲ့အခါနဲ့သတ်ဖို့ရာအယူမိစ္ဆာလူစိတ်ကွာသူစိတ်မှာကြံလာအကျဉ်းနဲ့ကင်းကွာတောင်းမြင်လူခရဲတို့မှာမြတ်လာဘူးကြသူအပေါင်းတို့ကသောတာရီပွားမိစ္ဆာရိတိအယူရင်တွေမအောင်ဝမ်းမြောက်ဝမ်းလာဒီကြတာသုံးလို့သွတ်တဲ့ရှင်တော်မြတ်ကိုသာဘုရားကိုအမြဲမကောင်းကြံတဲ့ဒေဝရဟာဘုရားကိုသတ်ဖြတ်ဖို့အတွက်တမျိုးကြံပြန်တော့တယ်။သူကြံပုံကလူတွေကတော့ဘောရမဘုရားကိုတတ်နိုင်ကြမှာမဟုတ်ဘူး။တိရစ္ဆာန်ရိုင်းများကသာဘုရားကိုတတ်နိုင်เสียရှိတယ်လို့ဉာဏ်ထုတ်ပြီးသူ့တပည့်ဖြစ်တဲ့အဇာရတမင်းထံမှာနာလာဂိရိအမည်ရှိတဲ့ရှင်ကြီးကိုတောင်းလို့တနေ့အရက်စစ်အိုးတောက်တဲ့နာလာဂိရိရှင်ကြီးကိုဘုရားရှင်ကိုဆင်နဲ့ထိုးတတ်မဲ့နေ့မှာအရက်16အိုးတိုက်ဖို့ဒေဝရတ်ကစင်လင်းတွေကိုအမိန့်ပေးပါတော့တယ်။ရာဇဂိုတစ်မျိုးလုံးမှာအဲ့ဒီသတင်းကြောင့်ဥပ္ပောတောင်းလင်းဖြစ်နေကြပါတယ်။လူတွေအပြင်မထွက်ကြနဲ့။နောက်နေ့မှာဘောရမဘုရားကိုနာလာဂိရှင်ချမ်းကြီးနဲ့တိတ်တတ်တော့မယ်လို့ကြေညာထားတယ်။မိမိတို့ဆရာမြတ်စွာဘုရားရဲ့စွမ်းရည်ကိုကောင်းကောင်းမသိကြသူများကတော့နတ်ပါဘုရားရှင်ဆွမ်းကံထွက်စေခြင်းဘူးပေါ့သို့တော်လည်းမြတ်ဗုဒ္ဓကအမှုမထားပဲရာဇဂိုတဝိုက်မှာရှိတဲ့ကျောင်းတိုက်ကြီး18တိုက်ကသံဃာတော်မြတ်စွာဘုရားနောက်ကဆွမ်းကံလိုက်ကြရမယ်လို့အမိန့်တော်ထုတ်လိုက်ပါတော့တယ်နာလာကြီးရှင်ကိုချိုးထုတ်လို့လွတ်တဲ့အခါစင်ကြမ်းကြီးမှာလေရိုင်းနာကဒေါသနဲ့အရက်စီပုံတွေ့သမျှကိုရံရှာသားတဲ့မတိတူပြေးကလိုက်လေတာအလေးကိုမိမချကိုလွတ်ဆောင်ရအရာမြတ်စွာဘုရားပြကမပေါ်ရအောင်တားလေရရှင်မိတ်ဒီတူတူရှောမေတ္တာတရားဟောမှာရေမလေးရတတရားအောင်ခြင်းဖြစ်လေတာနောက်တစ်နေ့နဲ့ဆွမ်းတော်ဝင်ချိန်မှာဘုရားနဲ့ဆင်လိုက်ပြီးစစ်ထိုးဝဲကိုလူအများကစိတ်ဝင်စားလာကြတယ်ဘုရားဘာသာတွေကစိတ်တူတူကဘူးလို့မြတ်စွာဘုရားရဲ့စွမ်းရည်ပေါ်ယုံကြည်သူများကတော့မြတ်ဗုဒ္ဓအောင်ပွဲတစ်ချိန်ရပြီဦးတော်မယ်လို့နှစ်သက်ဝမ်းမြောက်စွာကြိုးဆိုနေကြသလိုမိစ္ဆာဒိဋ္ဌိလူနဲ့လူနည်းစုတွေကတော့နတ်ပံဂေါရမယဟန်တော်ဆင်နင်းလို့ခေါင်းပြတော့မယ်လို့ဝန်တာနေကြပါတော့တယ်နောက်တစ်နေ့နဲ့ဆွမ်းကောင်ဝင်ချိန်မှာတော့ရာဇုံမြို့ရင်းမှာရှိတဲ့အိမ်ခေါင်မိုးများအပေါ်မှာဆိုရင်လူတွေဝေးဝေးလှုပ်နေတာပေါ့အဲ့ဒီအချိန်မှာပဲမြတ်စွာဘုရားနဲ့တန်ဃာတော်တွေလည်းဆွမ်းခံကြွလာရောဒေဝရရဲ့အစီအစဉ်လုပ်ထားတဲ့အတိုင်းစင်ဒိန်းကနာလာဂိရိစင်ကြီးကိုအရက်မိုးအောင်တိုက်ပြီးစင်ကြီးကိုပိုးပြီးစိတ်ဆိုးအောင်ဆွမ်းနဲ့ဆွလို့ဘုရားရှင်နဲ့မျက်နှာချင်းဆိုင်လွတ်ပေးလိုက်တဲ့အခါစင်ကြီးဟာစိတ်မှန်ထပြီးဘုရားရှင်ကိုပြီးမှာစင်ကြီးဟာဘုရားရင်စီမရောက်ခင်သားတဲ့အမေတူကြောက်လန့်တရားပြေးရကိုလိုက်ထိုးတော့တာပေါ့မိခင်လည်းကလေးကိုမြေပေါ်ချပြီးကိုလွတ်ပြေးတဲ့အချိန်မှာစင်ကြီးကငိုးနေတဲ့ကလေးကိုနင်းတက်ဖို့ပြေးသွားမြတ်စွာဘုရားက
မြစ်တာလေးအေးငင်းသောအတန်တော်နဲ့ချစ်သားနာလာကြီးတင့်လူများကငါ့ကိုထိုးတက်ရန်တင့်ကိုလွတ်လိုက်ခြင်းဖြစ်သည်ကလေးငယ်ကိုဘေးမပြပါနဲ့ငါဘုရားစီရောက်လာခဲ့ဆိုပြီးမြစ်တာရက်တွေလွတ်လိုက်တော့ရှင်ကြီးဟာမြတ်စွာဘုရားရဲ့ရှေ့မှာအစစ်တုပ်ဝတ်ချလိုက်ပါတော့တယ်လူတို့ပြီးတတ်တွေဟာအသက်တောင်ရှူဖို့မိနေကြတယ်လားပါပဲမြတ်ဗုဒ္ဓကိုအယုအသေးပြုနေတဲ့ရှင်ကြီးကိုလည်းမအံ့ဩပဲမနေနိုင်တော့အောင်ရှိနေကြရပါတယ်ဖခင်ကရှင်ကြီးရဲ့ဥကင်းကိုကြောင်ကလေးပမာကိုင်းတွဲသုံးသပ်ပြီးမာဂထဘာသာနဲ့တရားဟောတော်မူပါတယ်ချစ်သားနာလာကြီးငါဖခင်ကိုမပြစ်မှားနဲ့မူးရမိုင်မဲခြင်းလည်းမရှိနဲ့ဤသို့ဆိုရင်သင်ဟာကောင်းရာဘဝကိုရောက်ပါလိမ့်မယ်လို့ဟောတော်မူတယ်မကြုံစဘူးထူးခဲ့တဲ့အဖြစ်ကိုမြင်ကြရလို့ကြီးညိုစိတ်တွေပွားများကြပြီးကိုယ်မှာပါလာကြတဲ့ယရနာဆင်ရွှင်ငွေတွေကိုချွတ်ပြီးစင်ကြီးရဲ့ကိုယ်ပေါ်ကိုတင်ကြတာဂုဏ်ပြုကြပါတော့တယ်စင်ကြီးဟာတရားရဲ့ခြေတော်အောက်ကမြူးမုံတွေလိုသူ့ခေါင်းပေါ်ကိုယူကျဲပြီးနောက်ဆုတ်လို့ပြန်သွားပါတော့တယ်မေတ္တာတန်းကြောင့်အယက်သမားစင်စိုးကြီးကိုစင်လိမ္မာသူတော်ကောင်းကြီးဖြစ်စေပါတော့တယ်ရှင်တဲ့အခါဆင်ရန်ကြီးမှာစိတ်ရိုက်တာလောကနဲ့အရက်စီပုံတွေ့သမျှကိုရံရှာသားတဲ့မအီတူကိုပြေးကလိုက်လေတာအလေးကိုမြည်ပါချကိုလွတ်ရှောင်ရဘုရားမြတ်စွာဘုရားပြကမပေါ်ရအောင်တားလေရစင်မိုက်ကြီးတို့ရှာတရားဝါရင်မာလျာတတရားအောင်ရင်ဖြစ်လေတာအင်းကူလီပါလေငယ်ကြီးကအိမ်တကားဖြစ်တော့တိုင်းပြည်အလုံးချုပ်ချသူအောင်ကြောက်ရွံ့လာတော်လူစုံဒါတန်လျက်တိုင်းဆွဲတွေ့ရလူရွေးလက်ကျိုးရတစ်ခါတစ်ခါတောင်းနဲ့သီးလေမဆွဲအစင်သူမရှိပါလားအင်္ဂုလိမာလာလို့ဟောဆိုကြပြန်လားဒီလိုပြည်သူတွေအများရောရပြပြဖြစ်ရှင်မင်းဆန်ပြစ်အောင်ချုပ်ပြန်လာလက်တော်ကိုစင်ဘယင်မင်းကဖန်စီခိုင်းရမွေးမိမာတာပုံလေးမသာမုံလူတွေ့ရမီပွားလာမင်းကြီးရဲ့ပရောဟိတ်နဲ့ဇနီးမန္တာမိပုံလေးမတို့ကအဟိန္ဒကသိုးသူကိုပွားမြင်ခဲ့ပါတယ်သူ့ကိုမွေးစဉ်ကတိုင်းဒီလုံးမှာရှိတဲ့လက်နက်တွေဟာတပြောင်းပြောင်းတောက်လို့ဖခင်ပရောဟိတ်ကသူ့ကောင်းအဟိန္ဒကကိုလူဆိုးဖြစ်လိမ့်မယ်လို့နမိတ်ဖတ်ခဲ့ပါတယ်အရွယ်ရောက်တော့တက္ကသိုလ်ဆရာကြီးထံမှာပညာသွားရောက်သင်စေတဲ့အခါမှာဆရာကြီးကအလွန်အရေးပေးတဲ့အတွက်တခြားဘဲတွေကမလို့ဖြစ်ကြပြီးဆရာတော်နဲ့မောက်မှားနေတယ်လို့ဂုဏ်ကျော်စကားပြောကြပြီးမဲ့ဆရာကြီးကအစမှာတော့မယုံကြည်ပေမဲ့လို့ပြောပါများတော့ယုံကြည်လာပြီးအမောင်အဟိန္ဒကအမောင်ပညာတတ်ပြီးဒါကြောင့်ဆရာကိုပူဇော်ဖို့
လက်ချောင်းတစ်ထောင်ရှာခဲ့ပါလို့ပြောတယ်သူဟာဆရာစကားကိုနားထောင်ပြီးတော်တယ်သွားတွေ့သမျှလူတွေကိုဖမ်းလက်ချောင်းတွေကိုဖြတ်ယူပြီးတော့လယ်ထဲမှာကျိုးနဲ့တီးပြီးဆွဲထားတယ်အဲ့ဒီအချိန်ကစားပြီးသူ့ကိုအင်္ဂုလိမာလလက်ညှိုးပန်းရှိသူလို့ခေါ်ကြတော့တယ်သူဟာအားလဲကောင်းအပြေးလဲတန်လို့မို့ဘယ်သူမှသူ့ကိုမလိုက်နိုင်ဘူးပေါ့ဒါကြောင့်ပုံငယ်တွေလည်းမသွားဝန်းကြအလုံးမလုံးဝန်းကြနဲ့ရွာတွေပြက်ပြီးထွက်ပြေးကြရတော့တယ်ဒါနဲ့တိုင်းလူပြည်သားတွေဟာအင်္ဂုလိမာလရဲ့ရန်ကိုကြောက်ကြလို့ဘရင်နန်းတော်မှာသွားပြီးပေါ်ကြတော့တယ်ကောသလမင်းကြီးလည်းမနေတာတော့ပဲစစ်တပ်ကြီးနဲ့ထွက်လာတော့တာပေါ့ရှင်အင်္ဂုလိမာလရဲ့အမေကြီးဟာရှင်မင်းကိုယ်တိုင်ဖက်ဖမ်းတော့အော်ငါသားလေးတော့ပြီးတော့မှာပဲလို့ဆိုရင်ပြီးတောရဲကိုသွားတယ်ပြီးတော့သားရင်ရှင်မင်းကိုယ်တိုင်ထွက်လာပြီဟိုသားလွတ်အောင်ပြေးပြီးတော့လို့ကြောကြောအော်ရှာတဲ့အခါမှာအင်္ဂုလိမာလလည်းလက်ချောင်းတစ်ချောင်းလေးသာလိုတော့တာမဟုတ်အမေကိုတတ်ပြီးလက်ချောင်းဖြတ်ဖို့အတင်းလိုက်ပါတော့တယ်ရှင်ဘုရားမြတ်စွာကြွလာမပေါ်တာရရတော့တရားကြီးဤတိတ်ကြီးကိုတန်လျက်ကိုလာမြင်မချတော့လားယဟန်จิตတို့တွင်ညာစေရလည်းမဖယာဤပိစုဘောယဟန်ဖြစ်လေရောတရားမောလာမှားပြောက်ပါတေရင်စနာပမောတရားတော်ကားကုန်းကောင်းလိုက်ကြမေတ္တာစေရနာဆောင်းနေနဲ့အောင်ရဲ့စရုပ်တော်ဒီကမြတ်စွာဘုရားကမြင်တော်မူလို့တကူတော်နဲ့ကြွလာပြီးအမေနဲ့အင်္ဂုလိမာလကြားမှာရပ်တော်မူလိုက်တဲ့ဆိုရင်ပဲအင်္ဂုလိမာလဟာအမေကိုလွတ်ပြီးဘုရားကိုလိုက်တော်တာပေါ့သူဘလောက်ပဲလိုက်ဘုရားရဲ့တကူတော်နဲ့အနာကိုမရောက်နိုင်တဲ့အခါမှာအင်္ဂုလိမာလကယဟန်ကြီးရက်အောင်လို့အော်တော့ဘုရားကအင်္ဂုလိမာလငါရက်နေတယ်ပင်နာမရက်ပဲပြင်းနေတာငါမှတန်လျာကြီးသွားစရာမရှိတော့ဘူးဒါကြောင့်ငါရက်နေတယ်လို့မိန့်တော်မူတယ်ဒီတော့မှအင်္ဂုလိမာလဟာသတိတရားရလို့ယဟန်အဖြစ်တောင်းပန်တော့တာမို့ဘုရားရှင်ကအေဟိဘိက္ခုခေါ်တော်မူချက်အရာယဟန်ပြုပြီးဘုရားနောက်ကလိုက်ပါသွားပါတော့တယ်တနေ့တော့အခါအင်္ဂုလိမာလဆုံးခံကြွတော့လူတွေကဥခဲတွေနဲ့ပေါက်ကြပြစ်ကြခတ်ကြပေမဲ့စိတ်ဆိုးတဲ့ဒေါသမာနမရှိတော့ဘူးတဲ့တနေ့ဆုံးခံသွားရင်သားမပွားနိုင်တဲ့မိမတယောက်ကိုတွေ့ကြရလို့ဂယုဏဖြစ်ပြီးဘုရားရှင်ကိုလျှောက်ထားတဲ့အခါမှာဘုရားကထိုမိမထံသွားပြီးရတော်ဟံသတိနိစသဖြင့်တစ္ဆာဆိုဖို့ပင်တော်မူလိုက်တဲ့အတိုင်းအင်္ဂုလိမာလသွားရောက်ရွတ်ဆိုလို့ကိုယ်ဝဟာချက်ချင်းပဲလွယ်ကူစွာဖွားမြင်နိုင်ပြီးဒီအချက်ကိုထောက်ထားလို့သုတိနာဂဗဝုဋ္ဌာနံလို့အင်္ဂုလိမာလတုတ်မှဆိုခဲ့ပါတယ်အင်္ဂုလိမာလခြေကိုမြင်ရရင်လူတွေဟာကြောက်ရွံ့ထွက်ပြေးကြလို့ဆုံးခက်ခဲပြီးတရားအားမထုတ်နိုင်ရှိရတဲ့အတွက်ဘုရားရှင်ကသစ္စာပြုခိုင်းခြင်းဖြစ်ပါတော့တယ်ရှင်မြတ်ဘုရားဖွင့်တော်မူခြင်းဖော်မောဒီညုကရာပွားများဒိဋ္ဌိတွေမှာလလပါနဲ့လို့ဝန်တို့မိစ္ဆာရှိလို့လားစိန်သမဏပရမိုက်မှာကိုသာဝန်ပြပြန်လေရာမြတ်ဘုရားကိုပြအောင်လို့လားအရှိရအဖြစ်လို့ဆုံးကောက်ကျစ်စိတ်ဖြစ်ပွားအယူလွဲထိုဒိဋ္ဌိရောမှာကျောင်းတော်ဝဲသို့သွားကကျောင်းတော်နာကဒိဋ္ဌိတွေထံမှအိတ်ခါပရဝိတ်မှာ
ကိုချောကလေးယာနန်းနဲ့မြင်ရင်မြို့တော်တွင်မောဘောရမနဲ့ပေါင်းစည်းရင်တို့တရင်ဖြတ်တော်လာလာပေါင်းရှိကြသူ့ကြံတွေအောင်မြတ်ဖရာကိုရှေ့ရပြုရာဘောရမဘုရားမြတ်စွာတရားရတနာဟောတော်မူရာမိတ္တလူကြစိသမနာရောက်လို့လာသူ့ဘိုင်မှာပြင်းကြစီလို့ကိုလေးလက်ဝန်တရံလို့ပါတရားကြနာအများရှိမှလက်ညှိုးထိုးကဆဆူပြန်ရာဒီဝရမနေသာတအားကျွတ်များအယောင်ဆောင်လို့သာဖိုက်မကျိုးများပြက်ခါချတာစိန်သောနဲ့မိမယုတ်ကိုသာမြတ်တာတတ်စင်ပွားမြတ်ရာအောင်ရင်ပြန်စမောမြတ်စွာဘုရားပွင့်တော်မူတဲ့အချိန်မှာဒိဋ္ဌိတွေကိုလူမဲ့သူဆွမ်းလောင်းမဲ့သူသိမရှိတော့တဲ့အတွက်သူတို့မှလက်လာပမင်းလာကြတယ်။ဒါနဲ့သူတို့တွေစည်းဝေးကြပြီးမြတ်စွာဘုရားဘုံပြည့်ရှက်ရအောင်လို့စိန်စမာနာဆိုတဲ့အလှမဲ့ပြပိုက်မလေးကိုတာဝန်ပေးကြတော့တယ်။စိန်စမာနာဟာညနေမိုးချုပ်ရင်ဇေရဝံကျောင်းဘက်ကိုသွားကျောင်းတော်သားကဒိဋ္ဌိလေးစီမှာအိတ်တယ်။နတ်နဲ့မိုးလင်းတော့ထပြီးပြန်လာတဲ့အခါမြို့ရင်းကလူတွေကမေးရင်ဇေရဝံကျောင်းမှာယဟန်ကြီးဂေါရမနဲ့အတူအိတ်ပြီးပြန်လာတယ်လို့ပြောပါတော့တယ်။ဒီလိုနဲ့လာပေါင်းတော်တော်ကြာတော့ဘိုက်ကိုပြင်ကျက်တင်နဲ့ကတ်အပေါ်ကအဝတ်တွေနဲ့ပတ်ပြီးပရိသေအရက်မှာရှိတဲ့အယောင်ဆောင်ပြီးတော့မြတ်စွာဘုရားတရားဟောကြားနေတော့ပိဋကဘုံကြားထဲဝင်ပြီးရှင်ဂေါရမသင်ကတော့လူတွေတယုံယုံနဲ့ပြောနေတာပဲကျုပ်မှာတော့ရှင်းနေရတဲ့ကလေးကိုဘယ်မှမွေးရမှမသိဘူးမွေးဖွားဖို့နေရာကလေးများကြည့်လို့ပေးပါအောင်လို့အော်ပြောလို့လူတချို့ကသူပြောတာကိုယုံပြီးသူ့ကိုသနာကြတယ်ဖះကိုလည်းထင်အောင်ထင်မှားဖြစ်ကုန်ကြတာပေါ့မြတ်စွာဘုရားကတော့ထူးထူးထွေထွေမပြောတော့ပဲမေတ္တာကရုဏာပွားပြီးတော့နေလိုက်တယ်ဒီတော့ကြားမင်းကနတ်သားတွေကိုပြည့်ရှင်းမှုလွတ်လိုက်တယ်ဆိုရင်ပဲနတ်တွေကကျွတ်တေးရောင်ဖန်ဆင်းပြီးပြင်ကျက်တွေကိုခြီးတဲ့ကျိုးတွေကိုကြိုင်နဲ့ကိုက်ဖြတ်လိုက်တော့ပြင်ကျက်တွေပြုတ်ကျပြီးခြေချောင်းတွေဖြစ်ကုန်ကြတယ်ဒီတော့သူ့အလိန်လေးပေါ်လို့လူတွေကမောင်းထုတ်ကြတာပေါ့ဇေရဝံကျောင်းတော်ရဲ့မလန်းမကန်းနေရာလဲရောက်ရောအဝီစီငရဲကြီးကမီးတော့မီးလျံနေတက်လာပြီးသူ့ကိုရစ်ပတ်ယူသွားလို့မြေမြုပ်ပြီးငရဲမှာခန်းနေရရှာတော့တယ်မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတော်တွေကတော့စတဲ့တဘိုးတိုးလို့ပြီးသက်တွေရဲ့ကြီးညိုသရာစိတ်တွေဟာလည်းတိုးတက်ပွားများလာရပါတော့တယ်ရှင်ဂေါရမဗုဒ္ဓမြတ်စွာတရားရည်သနာဟောတော်မူရာဤတန်လူဘုံများစီလဝနာရောက်လို့လာသူ့ဘိုင်မှာပြင်းပြစီကိုလေးလက်ဝန်တရံခေါ်တရားကြနာအများရှိမှလက်ညှိုးထိုးဆဆူပြန်ရာဒီဝါတရားမနေသာတ
mama you are a ya ya name ya ya to yo with ali men we ga tu ru nayak ko peza lo paung phet ya le ra ta tami we ya la you are a thang di wo mi pa ma lo ta myau ja la wo be ta tami nya den do ri tu ri jo wa na plain ja lo si khai ya nai ma ya yin la shou ya ta lo jwe yu su pe ro na ha tami le mu mo yin ta ri pukra ne dwi ya lo da taya ya ma lo pyu ra o ta kha nga we ta li ti ma ayu wa ra 900စီတက်တယ်ပရပိုက်တယောက်နဲ့ပရပိုက်မတယောက်တို့ဟာအယူဝါဒပြိုင်ကြတယ်အချင်းချင်းတူးနေကြတော့ဘယ်သူမှနိုင်မရကြပါဘူးဒါနဲ့ဝေသာလီမင်းတွေကသူတို့နှစ်ယောက်ကိုပေးစားပြီးတော့ထောက်ပံ့ထားကြပါတယ်ဒီလိုနဲ့သူတို့မှာသမီး4ယောက်နဲ့သား1ယောက်ပွားမြင်တဲ့အခါမှာသားသမီးတွေဟာအမိဘက်ကရောအဖဘက်ကပါဝါရ1000စီတက်ကြတယ်ဒါနဲ့သမီး4ယောက်ကိုဇိုရီပါကျောင်းမှာလျှောက်ပြီးဝါရပြန်ကြသမီးတို့ကိုနိုင်အောင်ပြောနိုင်တဲ့သူဟာလူဖြစ်ရင်သူ့ကိုအလုပ်အကျေးပြုကြယဟန်ဖြစ်ခဲ့ရင်သူ့လက်အောက်မှာပဲယဟန်ပြုပြီးတရားအားထုတ်ကြလို့မှားလိုက်တယ်သူတို့လျှောက်ပြီးဝါရပြန်ရတာအမြဲပဲအနိုင်ရကြတယ်နောက်ဆုံးရှင်သာရိပုတ္တရာနဲ့ပြန်တော့မှယဟန်ပြုကြပြီးတရားအားထုတ်ကြတာနဲ့ယဟန္တာတွေဒီဖြစ်ကုန်ကြတော့လေရှင်အငယ်ဆုံးသားဖြစ်တဲ့သစ္စကခရဝိုက်မန်တိုက်မိုက်မှာတရားကိုသာသူကြိုက်ပြီးတော့စကနိုင်လူပြအနတ္တကိုအတ္တပဲလို့ဆွဲမြဲငင်းပြန်လာပရမေမြတ်စွာဘုနာသေးခြင်းတာနိုင်ပါမလို့မေးပြန်ရသစ္စကမပြေတော့လက်မိုင်းချလို့လားဒီဝါတရားမင်းကဘလူပန်တဲ့ချင်းရောက်မှာမောင်လျှော့ပါဆောင်းနေနဲ့အောင်ရင်သတ္တမပါအငယ်ဆုံးသားဖြစ်တဲ့သစ္စကကတော့ဘလို့မှမသွားပဲလိတ်ဆွေမင်းသားတွေကိုပညာသင်ပေးရတယ်။ဒီနေ့တော့ယဟန်တစ်ပါးနဲ့တွေ့လို့ကိုတော်တို့ဆရာဂေါတမဘုရားကဘယ်လိုတရားများဟောသလဲလို့မေးပါတယ်။ယုံနံတရားတွေဟာဘယ်သူမှမပိုင်တဲ့အနတ္တတရားပဲလို့ပြန်ပြောတော့ဘယ်ဟုတ်မလဲ။ဂေါတမတော့အယူဆတွေတွဲနေပြီ။ငါနဲ့သာပြန်ပြောရင်တော့ဂေါတမခြားခြားလဲသွားမှာပဲဆိုပြီးသူ့တပည့်မင်းသားတွေကိုလာကြဟေးငါဂေါတမနဲ့ဝါရသွားပြိုင်မယ်လို့ဆိုပြီးတရားစီကိုသွားကြတော့တယ်တရားချံရောက်တော့ဂေါတမဘယ်လိုတရားများဟောသလဲလို့မေးတယ်ယုံနံတရားတွေဟာမစိုးမပိုင်တဲ့အနတ္တတရားပဲလို့ဟောကြောင်းဘုရားရှင်ကရှင်းပြတော့ဟာဒါဟာမဖြစ်နိုင်ဘူးလူတွေဟာမြေကြီးပေါ်မှာရပ်တည်ပြီးအလုတ်လုတ်ကြသလိုကိုပိုင်ဆိုင်တဲ့အတ္တပေါ်မှာမှီပြီးကောင်းမှုမကောင်းမှုကိုလုပ်ကြရတာပဲပိုင်ဆိုင်တဲ့အတ္တခန္ဓာမရှိရင်ဒီလိုလုပ်လို့ဘယ်ရမလဲလို့သစ္စကပြပိုက်ကပြန်ပြောပါတယ်ဒီတော့မြတ်စွာဘုရားကသင်ခန္ဓာကိုယ်ကိုပိုင်တယ်အစိုးရတယ်ဆိုရင်မအိုအောင်မနာအောင်မသေးအောင်လုပ်လို့ရပါမလားလို့မေးလိုက်တဲ့အခါမှာသစ္စကပြပိုက်ကြီးဟာကိုယ်စကားနဲ့ကိုမိပြီးငေးမိုင်နေတယ်။ဘုရားကထပ်မေးတော့လဲမဖြေတော့ဘူးတဲ့။အဲ့ဒီတော့မှတရားမင်းကဘလူးကြီးတရံဟန်ဆောင်ပြီးဖြေပါမဖြေရင်တန်တင်းမုတ်ကြီးနဲ့
ခေါင်းကိုရိုက်ခွဲလိုက်မယ်လို့ဆိုတော့မှဟုတ်ပါတယ်အတ္တမဟုတ်ပါဘူးအနတ္တပါပဲလို့ဝန်ခံရရှာတော့တယ်တစ္ကပပိုက်ကြီးဟာသတိတရားရပြီးမြတ်စွာဘုရားနဲ့တကွသံဃာတော်တွေကိုစွန့်စားဖိတ်တယ်သူ့တပည့်တွေကိုလည်းမနှက်ခံကြရင်မြတ်စွာဘုရားနဲ့တကွသံဃာတော်တွေကိုဆွန့်လုပ်သွေးရအောင်ဆွန့်တဆုပ်စီယူခဲ့ကြပါလို့ပြောပြီးပြန်သွားကြပါရှင်အငယ်ဆုံးသားဖြစ်တဲ့တစ္ဆကပရပိုက်မန္တိုက်အမိုက်မှာဘုရားမို့သာသူပြိပြီးတော့ငကနိုင်လို့ရအနတ္တကိုအတ္တပဲလို့ဆွဲမြဲပြန်လာပရမေမြတ်စွာဘုနာသိခြင်းကိုသာနိုင်ပါမလားမေးပြန်ရတစ္ဆကမပြေတော့လက်မိုင်းချလို့လားဒေဝတရားမင်းကဘလူပန်လေးသိထုံမှာမန်လျှော့လာဆောင်းနေလေဟောင်းရင်သတ္တမပါဟိုရပြင်းချီရောပါနံတို့ပနန္ဒဘုမကြီးတဲ့ငါမင်းကြီးမပျော်ပွဲစားရန်အတွက်စီမံနေတဲ့အခါမြတ်စွာဘုရားနဲ့ယဟန္တာ900သူတို့ကောင်းကိုကြော်ဖြတ်လို့သာတာဝရိန္ဒာနတ်ပြည်တဲ့သူကြွကြလို့သာသောကပြေဖို့လကမ်းမကမ်းနိုင်ဖြစ်ပါမအောင်လားယံဆောင်မတရားနဲ့ကနန္ဒောပနန္ဒ၎င်းမှာနန္ဒောပနန္ဒ၎င်းကြီးမှာကိုယ်နဲ့မှန်လဲတော့မြင့်မို့တော်လို့ကိုယ်နှစ်ဖက်ဖက်လို့ကွယ်ထားတာသူမလို့တမောယဟန်တွေကမြတ်ဘုရားအပေကြောင်းရောက်တာဘယ်ကြောင်းရောက်တာမြင့်မို့တော်ကွယ်လေးကလေးလို့မေးလျှောက်ကြရမေးလျှောက်တဲ့အခါချစ်တော်ဝိကိုရေအိုးယဟန်တို့နာလောပနန္ဒသူနာကကွယ်ထားတာအခါတော်မှာနန္ဒောပနန္ဒလို့ခေါ်တဲ့နဂါးကြီးဟာအကြီးအကျယ်ပျော်ဝဲစားဖို့စီမံနေကြမှာမြတ်ဘုရားကသူ့ကိုချွတ်ရအောင်နောက်ပါယဟန်900နဲ့အတူသူတို့ရဲ့ခေါင်းပေါ်ကဖြတ်ပြီးတော့တာဝရိန္ဒာနတ်ပြည်ဘက်ကိုကြွတော်မူပါတယ်အဲ့ဒါကိုမြင်တော့နဂါးကြီးကဒေါသထွက်ပြီးဒီယဟန်တွေဟာတို့ခေါင်းပေါ်ကဖြတ်ပြီးတာဝရိန္ဒာဘက်ကိုဝင်လိုက်ထွက်လိုက်လုပ်နေကြတယ်တာဝရိန္ဒာကိုမမြင်ရအောင်ငါလှုပ်ထားလိုက်မယ်ဆိုပြီးသူ့ရဲ့ကိုယ်ကိုအကြီးကြီးဖန်ဆင်းပြီးတော့မြင့်မို့တောင်ကိုခုနှစ်ပတ်ပတ်ပြီးတောင်ထိပ်ကိုပပြင်းကြီးနဲ့ပုံမိုးထားလိုက်ပါတယ်ဒီတော့ယဟန်တွေကမြတ်စွာဘုရားတပည့်တော်တို့ဟာခါတိုင်းဒီနေရာကိုရောက်ရင်မြင့်မို့တောင်ကိုမြင်ကြရပါတယ်ခုတော့ဘာဖြစ်လို့မမြင်ရပါသလဲလို့မေးလျှောက်တဲ့အခါမြတ်စွာဘုရားကအိုးချစ်သားတို့နန္ဒောပနန္ဒနဂါးကြီးဟာတို့ကိုစိတ်ဆိုးပြီးမြင့်မို့တောင်ကိုရစ်ပတ်ဖုံးကွယ်ထားတယ်ဒါကြောင့်မမြင်ရတာပါလို့မိန့်တော်မူပါတယ်ဒီအခါလက်ဝဲတော်ရန်ဖြစ်တဲ့ရှင်မဟာမောက္ကလန်ကနဂါးတဲ့ကြီးတဲ့ကိုယ်ကိုဖန်ဆင်းပြီးတော့နဂါးကြီးရဲ့အပေါ်ကနေ14ပတ်ပတ်ပြီးညှစ်ထားလိုက်တော့တယ်နဂါးကြီးကအဖိုးလျံလေးညှစ်ပေမဲ့ရှင်မဟာမောက္ကလန်ကိုမထိဘူးရှင်မဟာမောက္ကလန်ကတွတ်တဲ့အခိုးလျံလေးကသာနဂါးကြီးကိုထိတယ်ဒီတော့နဂါးကြီးကိုတကူအမျိုးမျိုးဖန်ဆင်းပြလိုက်ပါတယ်ရှင်မဟာမောက္ကလံမထေရမြတ်ပြီနဂါယံကိုဆုံးမရောက်တွေ့သူရဲ့ကြီးတဲ့နဂါမင်းတရံဟောင်းရတော့မြစ်ပတ်လေတော့လောလောကလောနာအာမတန်လို့ချဘယ်သူမှမတတ်နိုင်ကြအကျုံးပြီးကဘုံရ
ကဂလုံးကြီးအောင်ဖန်ဆင်းပြီးနဂါးကြီးကိုလိုက်တော့မှနဂါးကြီးကကြောက်လန့်ပြီးတပည့်တော်ကြောက်ပါပြီဗျာအရှင်ဘုရားကိုကိုးဝယ်ပါတော့မယ်လို့ပြောပါတယ်ဒီတော့မှရှင်မောက္ကလန်ကလာခဲ့ဆိုပြီးမြတ်စွာဘုရားစီကိုခေါ်သွားတော့မှမြတ်စွာဘုရားကိုရှိခိုးပူဇော်ပါတယ်ဒုက္ခမှာမြတ်စွာဘုရားကမေတ္တာကရုဏာတော်ကြီးမားစွာနဲ့အောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်ရှင်ယမဟာမောက္ကလံမထေရမြတ်တိနဂါယဆုံးဆုံးမရောက်တွေ့သူရဲ့ကြီးရဲ့နဂါမင်းတရံပေါင်းတဲ့လို့ယပလီတော်မှာနောကလုံးသာအာမတလို့ချတဲ့မမတတ်ဆိုင်ရှာရှုံးပြီးကပုံရိပ်မှာဦးခိုက်ပါလို့ဆောင်းနေတဲ့ပေါင်းရဲ့တတမောဆိုရဲမြမကြီးကယူဆလွဲမှာစွာသုကိုကိုအထင်ကြီးကမြဲတဲ့ဘဝမလို့သာသူဒီပျော်ဝိုက်စွာမြတ်ဗျာဘုရားကြွလန်းကသူအားချွင်လာဆွေကိုယ်တော်တင်ရောက်လာကျွန်ုပ်တို့ဘုံဒီကအိုခြင်းနာခြင်းပေခြင်းမရှိပါအကောင်းဆုံးပြောနေတော့ပါအိုးကြကြမအမားကြီးမတော်မိုင်နေသွားတခါပြင့်မုံတဲ့ကောင်းသောနိဗ္ဗာန်ရှိသေးတော့လားသောအာမနယောလာမြမတို့ဝင်ပူလို့လားမြတ်ဖယားကိုရှုံချပြောတော့ဖယားကသိလေတာစစ်နေပေမှာမလွတ်သူတွေတော့သင်ပြောလို့ရပြီမောငါအားတူနဲ့မနဲ့သင်ထွက်ခွာအခါတော့မြတ်စွာဘုရားဟာဥက္ကဋ္ဌမြို့မှာသတင်းသုံးနေတော်မူခြင်းဖြစ်ပါတယ်အဲ့ဒီအချိန်မှာအကဗြဟ္မာကြီးတွေရဲ့အယူမှားပြီးအထင်ကြီးနေတဲ့စိတ်ကိုသိတော့ဥက္ကဋ္ဌမြို့ကကိုရောင်ဖြောက်ပြီးဓမ္မပြည်မှာသွားပေါ်တဲ့အခါမှာဓမ္မကြီးတွေကကျွန်ုပ်တို့ရဲ့ဘုံဘဝဟာမြဲတယ်။ပိုခြင်းနာခြင်းသိခြင်းလည်းမရှိဘူး။အကောင်းဆုံးပဲလို့စီးပြီးပြောလိုက်တယ်။ပြီးတော့မြတ်စွာဘုရားကအချင်းပကပြမမမြဲပဲနဲ့မြဲတယ်လို့ပြောနေတယ်။ဒီဓမ္မဘုံဘဝတွေကောင်းတာတွေရှိရသားနဲ့ဒီဘုံဘဝကိုအကောင်းဆုံးလို့ပြောနေပါလားလို့မိန့်တော်မူတဲ့အခါဓမ္မကြီးတွေကကျွန်ုပ်တို့ရဲ့တကိုးကိုသိကျင်ရင်ကြည့်နေပါသင်မမြင်အောင်ကိုရောင်ဖြောက်လိုက်မယ်လို့ဆိုတယ်ဒီတော့မြတ်စွာဘုရားကဖြောက်နိုင်ရင်ဖြောက်စမ်းလို့ပြောတော့ကိုရောင်ဖြောက်လိုက်မယ်ဖြောက်လိုက်မယ်လို့ပြောနေပေမဲ့ဖြောက်လို့မရပါဘူးမြတ်စွာဘုရားကပကဗြဟ္မာကြီးကိုဖြောက်လို့မရအောင်တကိုးနဲ့တားထားလိုက်ပါတယ်မြမကိုရောင်ဖြောက်တဲ့အခါဖြောက်မရပါဘဂဝါမြတ်ကတကူတာရှင်နိုင်မရပါမြတ်မရလက်မှာကိုဖြောက်ပါသနာပြီးဝေဝါမယံဒိတ်တော်ဤသို့ဟောကြားအောင်ရင်အသမပါဒီခါမှာမြတ်စွာဘုရားကပကဗြဟ္မာကြီးဒီမှာကြည့်ပါငါဘုရားကိုရောင်ဖြောက်လိုက်မယ်ဆိုပြီးဖြောက်လိုက်တာကိုရောင်ဖြောက်သွားတဲ့အတွက်ဓမ္မကြီးတွေလည်းမမြင်ကြရတော့ဘူးပေါ့အဲ့ဒီတော့မှမြတ်စွာဘုရားကငါအတန်ကိုသာကြားပြီလို့အဋ္ဌံပြုပြီးတော့ဘဝေဝဟံဘယံဒိဋ္ဌဝါဘုံဘဝဆိုတာ၄ရံပဲဘယ်ဘဝမှငါမစွဲလို့ခေါ်လိုက်တယ်
ဒီတော့မှမြမကြီးတွေကတော်တော်တကူးကြီးရဲ့မြတ်စွာဘုရားပါလားလို့အော်ချီမွန်ဥခိုက်ကြပါတော့တယ်ရှင်ကြောက်တဲ့အခါဖြောင်းမရပါဘဂဝါမြတ်တာတကူတာရှင်တိုင်းမရပါမြတ်ဗျာလက်မှာကိုတော့ပါသလောမီဝေဝါမယံဒိတဝါဤသို့ဟောကြားအောင်ရဲ့အတ္တမဘာ
နောက်လူလားမြောက်တွင်အစာသာသွန်တဲ့လူဖြစ်အင်ကိုကျိုးကြောင်ညွန်ပြမိနှင်ပါပူတော်ပါသည်ပူတော်ပါသည်ငါပြအနန္တဂိုင်းဝင်ယေရှုရှင်အိုးမိလူလာမြောက်ပြည့်တွေ့ကျွေးဝဲတုတ်တဲ့ငါပြနဲ့ဝင်အိုးမိရဲ့Thank you.